ပြုံးလင်မှာကြိုပွိုင်းနဲ့အိမ်လေးတစ်လုံးကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကိုကြည့်ရှုပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပြစီဗျဟုတ်ကဲ့ကျွန်တော်ကတော့ဆွီထုံပြုံးလင်အိမ်ချမ်းမြေကကိုဖြိုးဖြစ်ပါတယ်နေရာအနေနဲ့ကတော့ပြုံးလင်မျိုးရဲ့ရက်ွက်ကြီး21မိုးကြိုးပြစ်မှာတည်ရှိတယ်ပတ်ဝန်းကျင်ဟာတော်တော်လေးကိုကောင်းတဲ့အထဲမှာပါတယ်နီနာပတ်ဝန်းကျင်ဆိုတကယ်ကိုအိမ်ကြီးအိမ်ကောင်းလေးကြီးပဲတည်ရှိတဲ့ပတ်ဝန်းကျင်ကောင်းဖြစ်ပါတယ်မိုးကြိုးရွာအလဲမိန်းလန်းကနေဆိုနေတာအကျန်းပြင်းကိုအိမ်ရောက်ထိကို10စက္ကန့်လောက်ပဲဝင်ရတဲ့အတိုင်းအတာမျိုးမှာတည်ရှိတာဖြစ်ပါတယ်ပတ်ဝန်းကျင်ကလည်းတော်တော်လေးကိုကောင်းတယ်ချမ်းအကျယ်အနေနဲ့ကတော့ဒါမျက်နှာစာကပေ40အနောက်ကိုဘီးနှစ်ဖက်အရှိကပေ60ဆိုတဲ့အကျယ်ဝန်းအတိုင်းအတာကိုပိုင်ဆိုင်ထားတယ်မြေမျိုးစားအနေနဲ့ကတော့ရွာမြေဖြစ်ပြီးတော့မျက်နှာလဲအနေနဲ့ကတော့ဒါမြောက်ရက်ကိုလှည့်ထားတယ်မျက်နှာလဲအနေထားမျိုးလေးဖြစ်တယ်ပတ်ဝန်းကျင်ကလည်းတော်တော်လေးကိုကောင်းတယ်ခြံဝင်းထဲမှာလည်းကားကို3စီးလောက်ထားလို့ရတဲ့အနေထားမျိုးဖြစ်ပါတယ်အောက်ထပ်မှာအခန်းဖွဲအနေနဲ့ကတော့အေကန်းကျဲတစ်ခုပါမယ် Dining Kitchen နဲ့ Master ကန်းကျဲတစ်ခုပါရှိတာဖြစ်ပါတယ်လေကားခွင်ရဲ့အောက်မှာလည်းဒါစတူကန်အနေနဲ့ထားလို့ရအောင်ပုံဖော်ထားပေးတယ်အပေါ်တက်ကနေမြင်ရတဲ့ပတ်ဝန်းကျင်ရော view ရောကတော်တော်လေးကိုကောင်းတဲ့အထဲမှာပါတယ်အပေါ်တက်ရဲ့ဖွဲ့စည်းပုံအနေနဲ့ကတော့အေကန်းကျဲတစ်ခုပါမယ်ဖျားကန်းကျဲတစ်ခုပါမယ်နောက်ထပ်အခန်းဖွဲ့အနေနဲ့က master ကန်း2ခန်းနောက်တက်ပါရှိတဲ့အတိုင်းအတာမျိုးလေးဖြစ်ပါတယ်အဲ့တော့ foundation ကလည်းတော်တော်လေးကိုကောင်းတယ်တိုင်တွေအကုန်လုံးကဒါတပေပက်လေကိုတုံးထားပေးတယ်မန္တလေးအုပ်နဲ့စောက်ထားပေးတဲ့အိမ်လေးလည်းဖြစ်ပါတယ်စိတ်ဝင်စားတယ်ဆိုရင်တော့ဒါရောင်းချပေးမဲ့ဈေးနှုန်းကပေ40 60ကို3,500နဲ့800ပဲခေါ်ဆိုထားတာဖြစ်ပါတယ်။ပိုင်ရှင်နဲ့ဓာတ်ရိုက်တွေ့ပြီးတော့ကိုလိုချင်တဲ့ပုံစံမျိုးကိုလည်းစိတ်ကြိုက်ညှိနှိုင်းလို့ရမယ့်အတိုင်းအတာမျိုးလေးဖြစ်ပါတယ်။စိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ဆွီထုံကိုဆက်သွယ်စုံစမ်းလို့ရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။